ဒီပုံနဲ့အမျိုးသမီးကကမ္ဘာကစီနေဆုံးမျိုးသမီးတယောက်ဖြစ်ပါတယ်သူဟာအသက်16နှစ်အရွယ်မှာချုပ်ဝတ်ခဲ့တဲ့အတွင်းငံကိုအသက်သေဆုံးတဲ့အချိန်ကြီးမလဲပဲဝတ်ခဲ့ပြီးတော့ American သမိုင်းနဲ့မှာငွေကြေးသုံးစွဲမှုနဲ့ပတ်သက်ပြီးတော့တော်တော်လေးထင်ရှားတဲ့မျိုးသမီးတယောက်ဖြစ်ပါတယ်သူ့နာမည်က Hattie Gray ဖြစ်ပြီးတော့1834ခုနှစ်မှာချမ်းသာတဲ့မိသားစုကနေမွေးဖွားလာတဲ့တူဒီတော်သမီးဖြစ်ပါဖခင်မရှိတော့တဲ့နောက်ပိုင်းမှာဖခင်စီကအမွေများစွာရခဲ့ပြီးတော့သူဟာ Wall Street မှာရင်းနှီးမြှုပ်နှံမှုတွေကိုစတင်လှုပ်ဆောင်ခဲ့ပါတယ်။သူကိုယ်တိုင်ချမ်းသာရုံသာမကသူလက်ထက်တဲ့အမျိုးသားဟာမီလီယံနာဖြစ်ပေမဲ့လည်းသူဟာငွေကြေးသုံးစွဲမှုပေါ်မှာဆဆိုးရွားကစီနေတဲ့မျိုးသမီးတယောက်ဖြစ်ပါ။ခွန်ကားတွေကိုရှော့ချဖို့ရန်အတွက်သူဟာတက်နိုင်သမျှနေရာမျိုးစုံမှာပြောင်းရွှေ့နေထိုင်ခဲ့တယ်ဆိုပြီးတော့လည်းသိရပါတယ်။အဝတ်ထည်အသုံးဆောင်တွေဝယ်တာရှော့ချပြီးတော့သူဟာအဝတ်အဟောင်းတွေကိုဝတ်ဆင်ကကိတ်ကျွန်းကိတ်ကြံနေနဲ့တခြားသောအစားအသောက်တွေကိုလည်းအကြံကျွန်းတွေကိုစားတယ်ဆိုပြီးတော့လည်းသိရပါတယ်။သူဒီလိုလှုပ်ဆောင်ခြင်းကသူ့ရဲ့ငွေကြေးချမ်းသာမှုတွေကိုထိန်းချုပ်ဖို့ရန်အတွက်ဖြစ်နိုင်တယ်ဆိုပြီးတော့တော်တော်များကယူဆကြတာဖြစ်ပါတယ်အဆိုးအဆုံးအချက်တစ်ခုကသူ့ရဲ့သားဖြစ်သူဟာချစ်တောက်မှာကြီးကြီးမားမားတန်ရာရတဲ့အခါမှာသူဟာအခမဲ့စည်းကမ်းတွေကိုလိုက်ရှာရင်းနဲ့အချိန်ကုန်ပြီးတော့နောက်ဆုံးမှာသူ့ရဲ့သားဖြစ်သူဟာခြေထောက်ကိုဖျက်ရတယ်ဆိုပြီးတော့လည်းသိရပါတယ်ဒီအချက်ကအများပြည်သူဟာသူ့ကိုအဆိုးရွားဆုံးအခြေအနေနဲ့ရှုံချတဲ့အခြေအနေတစ်ခုလည်းဖြစ်ခဲ့ပါတယ် Hattie Gray ဟာအမျိုးသားတွေပဲစီးပွားရေးမှာဥဆောင်တဲ့ကာလမှာသူဟာထက်မြက်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ပေမဲ့သူ့ရဲ့ငွေကြေးသုံးစွဲမှုတွေကက်စီနဲမှုတွေအတွက်ကြောင့်မလို့ The Witch of Wall Street ဆိုပြီးနာမည်ကြီးပြီးတော့ယခုချိန်ထိပြောစမပြနေကြတာဖြစ်ပါတယ်